ဒါကြတော့အမတို့ရန်ကုန်ဆက်ပြလက်တွေ့တင်တဲ့မှာအမတို့ dish 2တင်တဲ့ခါကြလို့ရှင်အများနဲ့တင်ရတာဖြစ်တဲ့အတွက်တယောက်မကြည့်တယောက်ကြည့်တွေဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မလို့မကြည့်တဲ့သူတွေကိုဆိုလို့ရှင်ဒါကတော့ဘလို့ကြည့်တယ်ဆိုတဲ့ဥစ္စာလေးကိုပြဖို့အတွက်ဆိုပြီးတော့မှအမအိမ်မှာထည့်ထားတဲ့ပကံစစ်ဆက်ပြတွေကိုထည့်ပြီးတော့ယူသွားပေးတာပါအဲ့ဒီတော့မှသူတို့ကလည်းပကံစစ်ဆက်ပြလေးကအခြေခံတွေနဲ့ဒီ advanced level တွေနဲ့ဘလို့ကွာတယ်ဆိုတဲ့ဥစ္စာကိုသူတို့ကဒီဆက်ပြရေကိုကြည့်ုံနဲ့တင်တခါတည်းတန်းပြီးတော့မှသိသွားတာပေါ့နော်အဲ့တော့ဒါလေးကအမတို့ရန်ကုန်ဆက်ပြလက်တွေ့တင်နန်းသားတွေအတွက်ကိုတကူးတကတက်တက်မဲ့ထည့်ပြီးတော့အပိုယူသွားပေးတာပါနော်အမတို့ရန်ကုန်ဆက်ပြလက်တွေ့တင်နန်းကစပါလဲလေးလပိန်အရန်နေလှနေတာကိုကြည့်လိုက်ပါအောင်ရှင်အရန်နေလှနေတာကိုကြည့်လိုက်ပါအောင်ရှင်အဲ့တော့အမတို့ကကွာခြားတာလေးတွေကိုသိစေချင်တာပေါ့နော်အခုဆိုလို့ရှင်ဆက်ပြရည်ရဲ့အယောင်ကိုကြည့်ကြည့်ပေါ့အယောင်လေးကဆိုတော့ရန်လှတာကြည်တောက်ရှင်းပြီးတော့ခါကျကြီးတွေကိုကြည့်ခနဲ့ပြောင်းနေပကံဆေးဆက်ပြ high quality ပကံဆေးဆက်ပြ high quality လေးပါဒီဥစ္စာဆိုလို့ရှိရင်အမတို့ high quality ပေါ့ဟိုတလောတော့အမတို့ဟိုတရက်တုန်းကအမတို့အခြေခံပကံဆေးဆက်ပြလုပ်ပြတာအားလုံးလည်းတွေ့မှာပေါ့နော်အဲ့ဒီဥစ္စာနဲ့ဆိုဒါနဲ့ဆိုလို့ရှိရင်ဘယ်လိုတွေကွာတယ်ဆိုတာကိုကြည့်လို့ရတာပေါ့ဒါဆိုဟိုတရက်တုန်းကတင်တဲ့အဲ့15မျိုး online class တွေမှာထည့်ပြီးတော့မှတင်ပြပေးထားတဲ့ပကံဆေးဆက်ပြလေးဒါပြီးလို့ရှိရင်အဖုံကြီးတစ်ခါတည်းမှွေထားတာပေါ့နော်အဖုံကြီးတစ်ခါတည်းမှွေပြီးတော့အမဘူးကြီးတွေနဲ့ထည့်ထားတာအဲ့ဒီဥစ္စာလေးကိုအခုထည့်ယူသွားပေးမယ်ဆိုပြီးတော့မှထည့်နေတာပါပြောရမယ်ဆိုရင်ကြည်တာမကြည်တာကိုသိစေချင်လို့ပေါ့ကွယ်ဒီမှာဒီဘူးတွေနဲ့ထည့်ထားတဲ့ဥစ္စာကိုအခုအသေးတွေနဲ့ပြန်ထည့်သွားတာအဲ့လို